ကဲအခုကတော့ဂျိုးတန်းမိုက်တန်းတော်တွေကိုသွားနေရတယ်ချက်လိုက်ကြည့်ပြကြပါအခုကတော့ကျွန်တော်တို့ဂျိုးထောင်းမှုကတော်တွေကိုရောက်ရှိလာပါပြီဆက်လက်လိုက်ကြည့်ကြပါဦးဒါကတော့ဂျိုးစထောင်းတော့မယ်နေထားပါဗျာကဲတချို့ကတော့ဒီဥစ္စာကိုကောင်းငင်ပိုက်လို့ခေါ်တာပဲဒီဘက်မှာတော့တန်းပိုက်လို့လည်းခေါ်ပါတယ်ဘာလို့ပြရမလဲကင်ထားမှာသူဝင်နေတယ်နော်မာရပြုံးအောက်ကမာပြုံးအဲ့ကျတော့မိုင်လေမာဘာသာအခုကတော့စင်းနေရောနော်မမြင်ရပါဘူးခါရတယ်လင်းကဒီလောက်ရှေ့ရတာယူဖုံးကလေဟိုကသွားလုံမရမှာအေးဟုတ်တယ်ဟာဂျိုးအနေလေးပြန်ဟမ်ဟိုကွက်ထဲကြာမှာနေမိပြန်လာလို့လာဘူးလားကဲဒါကတော့ပြီးစီးသွားတဲ့အနေထားပေါ့ကဲအခုကကျွန်တော်တို့ဂျိုးရတဲ့အနေထားပေါ့ဗျာကဲနဲ့တော့ကဲကိုကတော့နောက်တဲ့နှစ်ကောင်ထပ်တိုးတဲ့အနေထားပေါ့ဗျာစောနာလေဒီလမ်းကြောင်းပါပဲနော်ဒီပြီးရင်၄កောင်ဆိုတော့တက်တက်ပြအောင်ဟိုနှစ်កောင်တော့ဟမ်ဟိုနဲ့မွေးနှုတ်ပြပါပြီပြီဒူးမချုပ်ပါဒူးလာတော့တိုက်ပို့ဟိုကပြမှာဒီလိုနဲ့တရှင်းနဲ့တင်မှာရတယ်โอเคပြပြင်းနေကဲအခုကတော့ကျွန်တော်တို့ဒီနေ့တော့နားပြီပေါ့ဗျာအားလုံးပိုက်သိန်းနေရဖြစ်ပါတယ်ပိုက်သိန်းတော့မြန်သားပဲ